ကဲချင်းကြီးကိုအားလုံးမင်္ဂလာပါဗျမာပြည်မှာကိုဖိုးရှာတော့တနိုင်ငံလုံးစိန်ခေါ်ထားတယ်ဗျတပိတ်သာ60နဲ့9ကျပ်သားတန်းချက်ရှင်းတူရင်1000လောက်ထိကစားမယ်တဲ့နေကိုလည်းစင်ကစားပေးမယ်အပေါ်ဝိုင်းရန်ကုန်ဘက်ကိုတက်လာရင်လည်းဈေးခံပေးမယ်အကောက်ခံပေးမယ်လို့ပြောတယ်ဗျလိုင်းပေါ်မှာကြက်ကိုပရိုငုတ်တွေအားချီစိုးငုတ်ကြတဲ့ညီကိုတွေကိုဖိုးချောင်းခံစားရအောင်ကြည့်ကျင်တယ်ဗျကျွန်တော်တို့တော့ခံမစားနိုင်ပါဘူးဗျာဒါပေမဲ့ပွဲတယ်ပေးဖို့ချိတ်တော့ချိတ်ထားတယ်အတီမပြုတ်နိုင်သေးဘူး1900ငွေခံစားဖို့ဆိုလည်းတော်တော်ခက်ခဲတယ်ဗျကိုဖိုးချောင်းတို့ကိုဝက်ကလေးတို့မန္တလေးကိုရှစ်စားမောင်တို့လက်တွေ့မြေပြင်မှာ1900ကစားတာမြင်ဘူးတယ်ဗျအားတွေမပါဘူးကိုဘက်ကလေးဆိုတအားမညာဘူးကိုဖိုးချမ်းအော်တယ်ညာတယ်ရေးမင်းတို့ကြိုက်တဲ့လောက်မင်းတို့ထွက်တဲ့လောက်ရေးဆိုပြီးတော့အော်ပြီးတိုက်တယ်ဗျကိုရှစ်သားမောင်ရေးမင်းတို့ကြိုက်တဲ့လောက်ရေးထွက်တဲ့လောက်ရေးလို့ပြောပြီးအော်တိုက်တယ်ဗျဒါတကယ်လဲလောက်တကယ်တိုက်တဲ့လူတွေဗျဖောရှောမပါဘူးကျွန်တော်တို့ကတော့ဖောချောပါဗျာဝိုင်းထဲမှာဟာလော်တယ်ဟိုဘက်ကအော်ဒီဘက်ကအော်ပေးနေတာဖောချောဗျကြိုက်တဲ့ဝိုင်းလောင်းတဲ့ဝိုင်းဆိုရင်တော့မအော်ဘူးဗျတိုင်းဆိုတော့ခါတဲ့ဘက်ကလည်းညာပေးနေတယ်သူတို့ငွေပုံကြီးမပြဘူးဗျငွေပုံကြီးလည်းမပြဘူးပိုင်ဆိုင်မှုတွေလည်းရှာမကြဘူးကိုဖိုးချမ်းတို့ကိုဝက်ကလေးတို့ဒါပေမဲ့ကြက်လောင်းတဲ့နေရာမှာလည်းမိမိရလောင်းတယ်ဗျမြန်မာပြည်မှာတော့ရှားတယ်လို့ပြောလို့ရတယ်ဒါကိုဖိုးချမ်းအခုလက်ရှိမြန်မာနိုင်ငံတနိုင်ငံလုံးစိန်ခေါ်ထားတယ်ငုတ်ရန်ကောင်းတဲ့သူတွေတဲ့တိုက်ရှင်တယ်ကြက်ချီရန်ဆိုတဲ့လူတွေတိုက်ရှင်တယ်ကြက်ရောက်မိမတ်တိုင်မထူပါဘူးတဲ့ကြက်တကယ်တိုက်ပြီးပဲမတ်တိုင်ထူချင်တာတဲ့လေးသားတယ်ဗျကျွန်တော်လေးသားတဲ့ပုံကိုယ်ထဲမှာကိုဖိုးချမ်းတို့ကိုဝက်ကလေးတို့ကိုနေတို့မန္တလေးကိုရှစ်စားမောင်တို့ကြက်လောင်ရတဲ့တတိကိုတော့ကျွန်တော်လေးသားတယ်ဒါကျွန်တော်အမြင်ချဖိုက်တာတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်အခုသတ်မှတ်ထားတဲ့ကိုဖိုးချမ်းတို့ကိုဝက်ကလေးတို့ကိုနေတို့ကျွန်တော်သိတာတယ်နော်တကယ်ဖိုင်တာစစ်စစ်တွေဗျချက်ကိုဗဇက်ကမပြောဘူးလက်တွေ့တိုက်ရတဲ့ပုံကိုယ်တွေတော်လူတွေသွားခံလျှောက်လည်းမရဘူးဗျချက်စစ်နေမြစ်သလိုပိုင်ဆိုင်မှုပမာဏလည်းမြင့်တယ်ငွေပုံကြီးရှားမပြဘူးဗျဒါပေမဲ့လက်တွေ့စိတ်ခေါ်ထားတယ်ကဲကြက်သားကောင်းတဲ့ပုံကိုယ်သွားခံလျှောက်လို့ရတယ်နော်အားလုံးပဲမင်္ဂလာပါညီကိုတွေနော်ကြက်ကောင်းတယ်ဆိုတာလူကောင်းပါပါဗျာနော်လူကောင်းလို့ရှိရင်ကြက်မကောင်းရင်တော့မှဝိုင်းရဲကိုရောက်သွားတဲ့ကြက်တွေရှိရဗျဘာလို့လဲဆိုတော့လူကဘလို့ကြက်ကိုတိုက်မယ်ဘလို့ကတ်မယ်ဘလို့ကျွေးမွေးမယ်ဆိုပြီးတော့အစင်တန်းတအားကြီးနဲ့ဘော်မဝင်တဲ့ကြက်တွေတောင်မှလူကောင်းလို့ဝိုင်းရဲရောက်ခဲ့တဲ့ကြက်တွေအများကြီးရှိသလိုကြက်တွေအရန်ကောင်းပြီလူမကောင်းလို့ပျက်စီးသွားတဲ့ကြက်တွေဆုံးရှုံးသွားတဲ့ကြက်တွေလည်းအများကြီးဗျကြက်ဆိုတာဝိုင်းနဲ့ရောက်ဖို့မလွယ်ဘူးဗျထက်တန်းဝိုင်းတွေရောက်ဖို့ဆိုပိုးတော့မလွယ်သေးကြက်မွေးရတာအစမပြေတာတွေကြက်နာကြအမျိုးမျိုးခွက်လက်ရှာလို့ကန်းတာသေးတာအများကြီးပဲအဲ့ဒါတွေအကုန်လုံးကြော်ဖြတ်ပြီးမှဝိုင်းနဲ့ရောက်တာဗျအဓိကတော့လူကောင်းဖို့လိုပါတယ်ဗျလူကောင်းရင်ဝိုင်းရဲရောက်မယ်လူမကောင်းရင်ဝိုင်းနဲ့မရောက်ပါဘူးကြက်ကောင်းတဲ့ကောင်ကဖြစ်လာတယ်ဆိုတာလူတော်လူကောင်းလို့ပါခင်ဗျ